ကြိုက်တဲ့ပိန်နဲ့အိမ်လိုက်ညာဘက်ကိုကင်းလို့စောင်းရင်ချစ်ကြတဲ့လူကိုကြတော့မင်းကရေကိုစိုးမင်းပြောရှင်တဲ့လူကငါတက်ပါလေးကောင်းနေလေနည်းနည်းလေးရိုက်တလာတဲ့ဟုတ်တယ်ငါကကြောင့်မနေပဲမမြင်ကွယ်ရကောင်းတဲ့နေ့ကိုကိုကြောင့်ကိုယ်နဲ့ချောင်းငယ်ငါနဲ့မကောင်းလို့တွေ့တွေ့သွားပြီးနောက်တစ်ယောက်နဲ့ကောင်းငယ်ပြန်စမလာတဲ့ messenger ကိုစောင်းနေလဲစောက်ဖို့ပဲမဆက်တဲ့ဘော်ဒီပေါလို့ပဲလွမ်းနဲ့ပြောတဲ့စကားလေးကိုတော့ဗမာတဲ့ကြားတဲ့မျက်ရည်နာချင်းနေတဲ့နှလုံးသားတန်ရတယ်မင်းသိကြိုက်တဲ့ပိန်နဲ့ပို့လိုက်ခင်ကိုဘရိုဝိုင်းပြောင်းပြီးနာချင်းမူကတည်းကများတိုင်းစောက်ဆန်းကြီးတွေမင်းတွေ့ခဲ့တဲ့လူကရိုင်းဆိုင်ကြီးမင်းသိကြိုက်တဲ့ငါကိုလာခိုင်းပြီးအေးဝေးလုံးနေထုတ်လိုက်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  yeahမင်းသိကြရဲ့ပိန်နဲ့အိမ်လိုက်ညာဘက်ကိုကင်းလို့စောင်းရင်ချရတဲ့လူကိုကြတော့မင်းကရေကုန်စိုးမင်းပြောရှင်တဲ့လူကငါတက်ပါလေးကောင်းနေလေနည်းနည်းလေးရိုင်းတက်လာတဲ့ဟုတ်တယ်ငါကကြောင့်မနေပဲမမြင်ကွယ်ရကောင်းတဲ့နေ့ကိုကိုရောင်ကိုနဲ့ချောင်းငယ်ငါနဲ့မကောင်းလို့တွေ့တွေ့သွားပြီးနောက်တစ်ယောက်နဲ့ကောင်းနေပြန်စမလာတဲ့ messenger ကိုစောင်းနေလဲစောက်ဖို့ပဲပုံမစတဲ့သဘောဒီပေါလို့ပဲဘာလို့ငါတို့ဝေးခဲ့ဘူးလဲဆွေငါလေးမင်းကြောင့်ဝမ်းနေဦးတယ်လေမင်းကတော့မသိခဲ့ဘူးပဲသွားလိုက်မင်းချစ်ခဲ့သူကိုပါရိုင်းတော့ကောင်ကိုမင်းတနာလိုက်နေခြင်းလို့မနေလို့မင်းထွက်သွားတာပဲအေးသုံးနေကြောချစ်တာတော့မင်းပြတ်သားတယ်အိမ်မက်တွေအားလုံးအလကားပဲရက်ဆက်ပြီးမင်းထွက်သွားတာပဲနဲ့ရနဲ့ပဲနဲ့လာလေငါလေးမတွေ့ထားခဲ့